မြန်မာဒန်တာရီထဲကတန်ခိုးအရှိဆုံးနဲ့လူသိအများဆုံးပုဂ္ဂိုလ်တယောက်အကြောင်းပြောပြမယ်ဆိုရင်ဇောကြီးကိုခြံထားလို့မရပါဘူး။အနီရောင်ဝတ်စုံအနီရောင်ဥထုတ်နဲ့လက်ထဲမှာလည်းမော်တောင်ဝေးတစ်ချောင်းကိုကင်ထားတဲ့ဒီပုဂ္ဂိုလ်ဟာတကယ်တော့တာမန်လူသားတယောက်ကနေထူးခြားတဲ့အတတ်ပညာတွေကိုလေ့ကျင့်ပြီးအဆင့်မြင့်သွားသူတယောက်ပါ။ဒန်တာရီတဲ့အရာဇောကြီးဆိုတာအကိယပညာလို့ခေါ်တဲ့ပြလားရှင်လုံးတွေစေဝါးတွေကိုဖို့ဆက်ရင်းကနေလူသားထက်တာလွန်တဲ့အစွမ်းတွေကိုရရှိခဲ့တာဖြစ်ပါတယ်။သူတို့ဟာဟီမာဝင်တာတောင်ခြေကတောနဲ့ထဲမှာနေထိုင်ကြပြီးနှစ်ပေါင်းထောင်ချီအသက်ရှင်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဇောကြီးတယောက်ရဲ့အစွမ်းတွေကတော့မယုံနိုင်စရာပါပဲ။သူ့ရဲ့မော်တောင်ဝေးကိုမြေကြီးမှာထောက်လိုက်ယုံနဲ့ကောင်းကင်ကိုပြန်တက်နိုင်တယ်လို့မြေလျိုးတာကိုရောင်ဖြောက်တာနဲ့အနာရောဂါတွေကိုပျောက်ကင်းအောင်ကုသပေးနိုင်တဲ့အစွမ်းတွေလည်းရှိပါတယ်။ဇောကြီးနဲ့ပတ်သက်ပြီးလူပြောအများဆုံးအကြောင်းအရာကတော့နရီဖုံဒါမှမဟုတ်ညောင်ပင်တာမီလို့ခေါ်တဲ့တစ်သီးမင်းကလေးတွေအကြောင်းပါ။ဟီမာဝင်တာတောင်ချေကတောတဲကတစ်ပင်မှာမင်းကလေးပုံသဏ္ဍာန်သီးနေတဲ့အသီးတွေကိုဇောကြီးကသူ့ရဲ့မော်တောင်ဝေးနဲ့တို့ထီပြီးအသက်သွင်းလိုက်တဲ့အခါလှပတဲ့မင်းကလေးတွေဖြစ်လာတတ်ပါတယ်။ဒါပေမဲ့ဒီမင်းကလေးတွေကတက်တန်းတိုတောင်းလာပြီးပန်းတွေလိုပဲညှိုးနွမ်းသွားလေရှိပါတယ်။ဒီနေ့ခေတ်မှာတော့ဇောကြီးကိုမြမရုပ်ဆောင်တစ်ပင်နဲ့ကြပြလက်အကတွေမှာအမြဲတမ်းတွေ့မြင်နေရဆဲဖြစ်ပါတယ်။ဇောကြီးအကဟာတွက်လက်ချက်ချပြီးတန်ကိုးအရှင်ဝါရှိတဲ့ပုံစံကိုဖော်ဆောင်တာကြောင့်ကြည်ရတူတိုင်းတို့ဆွဲဆောင်နိုင်ပါတယ်။တန်တာရီတွေထဲမှာတော့ဇောကြီးဟာလော်ကီအကျိုးစီးပွားထက်ဝစ်စာအတက်နဲ့ဆေးဝါးတွေကိုဒါအလေးထားနဲ့ပုတ်ကိုထူးတဲ့အဖြစ်တင်စားကြပါတယ်။ဒါဆိုရင်တင်ကောတောနဲ့ထဲမှာဒီလိုမျိုးတန်ကိုရှင်ဇောကြီးတွေတကယ်ရှိနေနိုင်သေးတယ်လို့ယုံကြည်လား။ဒါမှမဟုတ်ဒါဟာပုံပြင်သက်သက်ပဲလို့ထင်လား။ comment မှာပြောသွားပေးပါအောင်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဒန်တာရီအကြောင်းအရာတွေကိုသိချင်ရင်တော့ကျွန်တော်တို့ channel ကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်။ဒါရတဲ့နေ့လေးဖြစ်ပါစေ။